အတိတ်တစေနှင့်ဆေးပညာလွန်ခဲ့တဲ့ရာစုနှစ်များစွာကဆရာဝန်တွေဟာလူနာကိုကုသတဲ့အခါလက်တွေ့အမြင်ထက်စာအုပ်ဟာကိုပိုယုံကြည်ခဲ့ကြပါတယ်။ရှေးဂရိဆရာဝန်ကြီးဂါလန်ရေးခဲ့တဲ့စာတွေဟာဆေးပညာလောကရဲ့ဥပဒေတွေဖြစ်ခဲ့ပါတယ်။ပြဿနာကဂါလန်ဟာလူတွေကိုခွဲစိတ်ခွင့်မရခဲ့လို့တိရစ္ဆာန်တွေကိုခွဲစိတ်ပြီးရေးသားခဲ့တာပါ။ဒါပေမဲ့လူတွေကဒါကိုအမှန်တရားပါလို့ယုံကြည်ပြီးကိုယ့်ဘာသာကိုစူးစမ်းလေ့လာတာကိုရပ်တန့်ထားခဲ့ကြပါတယ်။ဒါအပြင်ဓာတ်ကြီးလေးပါးမညီမျှလို့ဖျားတယ်ဆိုတဲ့ရိုးရာအယူအဆတွေဘာသာရေးအရလူသေးအလောင်းကိုခွဲစိတ်ရင်အပြစ်ငရဲကြီးတယ်ဆိုတဲ့ယုံကြည်မှုတွေကလည်းဆေးပညာတိုးတက်မှုကိုအကြီးအကျယ်ဟန့်တားနေခဲ့ပါတယ်။ဒီရိုးရာအစဉ်လာဆိုတဲ့အတားအဆီးတိုင်းကြီးကိုVesalius ဆိုသူကလူသေးကောင်တွေကိုကိုယ်တိုင်ခွဲစိတ်ပြပြီးဖြိုချလိုက်တဲ့အချိန်မှခေတ်သစ်ဆေးပညာဆိုတာစတင်ပွင့်လန်းလာခဲ့တာဖြစ်ပါတယ်။ခေတ်သစ်ဆေးပညာအတွက်အရေးပါဆုံးပထမခြေလှမ်းတစ်ခုပဲဖြစ်ပါတယ်